ရာသီဥတုတွေအရန်ကိုပူပြင်းပြီးတော့အခုလူတိုင်းလူကြီးလူငယ်ပေါ့နော်ခလေးလူကြီးလူငယ်အကုန်လုံးဖျားနေကြတယ်ဖျားပြီးတော့လေဘင်းတွေမှာလေဘင်းတွေနာတယ်လေဘင်းနာပြီးအကျိတ်တွေဖြစ်နေတာကိုဒီကွန်းသီးလေးနဲ့တက်တာတဲ့ဟာလေးကိုလာပြီးတော့မျှဝေပေးရပါနော်စူးတနေ့ကပဲဖျားတဲ့ချိန်မှာတအားနာပြီးတော့နာတဲ့ချိန်မှာကိုယ့်ကိုကွန်းသီးလေးလိမ့်ပြီးတော့တက်တာသွားတယ်အခုတားကြီးကတခါဖျားတယ်ပေါ့နော်ဖျားတော့တခါသူလည်းလေဘင်းမှာနာပြီးလေဘင်းမှာအကျိတ်ဖြစ်နေတော့အခုကွန်းသီးလေးကိုတေချာလေးပြစ်လေးသွေးတယ်သွေးပြီးွားရင်ဒီကွန်းသီးကိုလေဘေးမှာလိမ့်ပေးပါနော်စူးကတော့ဒီမှာကွန်းသီးကအကြီးတော့မရှိဘူးပေါ့နော်အိမ်မှာအမျိုးသားစားတဲ့ကွန်းထဲမှာထည့်တဲ့ကွန်းသီးအသေးလေးပဲရှိတာကိုပဲယူပြီးတော့တေချာသွေးလိုက်တယ်သွေးပြီးတော့ရတဲ့ဒီအနှစ်လေးကိုလေဘေးမှာဆွဲပြီးတော့လိမ့်ချပေးမယ်တရက်ကို4-5ချိန်လောက်အဲ့လိုမျိုးလိမ့်ပေးပါလိမ့်ပေးပဲဆိုဒါကဲကိုပဲလုံးဝလေးလေဘင်းနာတာလေဘင်းအဒီအချိတ်ဖြစ်တာကိုတိတိတတာစီရဲပေါ့နော်ကွန်းတီးကအေးတာဖြစ်တော့လေလေဘင်းရဲ့ဒီအကျိတ်ကိုလုံးဝကိုနာကျင်တာကိုအရန်ကိုတိတာပြီးတတ်တာတယ်ပြီးတော့ရေကိုများများလေးတောက်ပေးပါဓာတ်စားရေများများတောက်ပေးပါเนาะအခုဒီဖျားတာကတော်တော်ဆူဆူဝဝဖျားပါတယ်ပြီးတော့ကိုရီလက်တွေဆိုရင်လည်းအရန်ကိုကြိုက်ခဲတယ်ပေါ့နော်ဆူလို့ဆိုရင်ဆူကအရင်စဖျားပြီးတော့တအိမ်လုံးပေါ့နော်ခလေးရောအမျိုးသားအကုန်လုံးဖျားကြတာဖြစ်တာဆိုတော့ရာသီဥတုပူပြင်းနေတာဖြစ်တဲ့အတွက်ဂယုစိုက်ပေးပါခြေသားအင်ဂျီလေးတွေဝတ်ပေးပါရေများများတောက်ပေးပေါ့နော်ရေပြီးတော့ရေအစားကိုမကြီးဖြော်ရည်လေးတွေတောက်ပေးဒိန်ဂျင်တွေတောက်ပေးပါ